မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော် Michael Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ Hala application အကြောင်းကိုများပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် Hala ထဲဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီ Hala application မှာပေါ့နော်ကျွန်တော်တို့ငွေရင်းစရာမလိုဘူးပေါ့နော်ပတ်စံရင်းစရာမလိုဘူးကျွန်တော်တို့ free ငွေရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့က free ဘယ်လိုငွေရှာမလဲပေါ့နော်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ group မှာတရက်ကိုတနာရီထိုင်လို့ရှိရင် point က2000ရမယ်2နာရီထိုင်လို့ရှိရင်4000ရမယ်3နာရီထိုင်လို့ရှိရင်6000ရမယ်ပေါ့နော်မိတ်ဆွေတို့အကောက်ဖောက်သွားလို့ရှိရင်ခုနှစ်ရက်ဇေတိုင်းပါတီထိုင်ပါအဲ့ဒါမှာ point တွေကျွန်တော်တို့အများကြီးရမယ်ပေါ့နော်ဟုတ်ပြီခုနှစ်ရက်ကြော်ပါလို့ရှိရင်တနာရီကို1000ရခြင်းရမယ်600ရခြင်းလည်းရမယ်900ရခြင်းလည်းရမယ်เนาะအဲ့ကြောင့်မလို့ကျွန်တော်တို့အကောက်ဖောက်သွားလို့ရှိရင်ခုနှစ်ရက်ဇေတိုင်း3နာရီထိုင်ပါအဲ့ဒါမှာကျွန်တော်တို့ point တက်လာမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့တရက်ကို3နာရီထိုင်လိုက်လို့ရှိရင်အဲ့ဒီ point ကိုဘယ်လိုယူရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်ပြောပြမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမိဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီ text ဆိုတဲ့နေရာလေးကိုနှိပ်ရတာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီမှာပေါ့နော်ဘယ်နှမိနစ်ထိုင်ပြီးသွားပြီလို့ပေါ့နော်အချိန်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာမိတ်ဆွေတို့ကကြည့်လို့ရကျွန်တော်10မိနစ်တော့မထိုင်ရသေးဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီမှာ0ပြနေတယ်ပေါ့နော်အချိန်မှာ0ပြနေတယ်ပေါ့နော်ဟုတ်ပြီဒီမှာမိတ်ဆွေတို့ကဘယ်နှမိနစ်ထိုင်ဘူးလဲဆိုရင်ဒီမှာကြည့်လို့ရပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကအဲ့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့3နာရီပါတီထိုင်ပြီးသွားလို့ရှိရင်ဒီမှာမိတ်ဆွေတို့ကနှိမ့်ပြီးတော့ point တွေယူလို့ရပါတယ်ဒီနေရာလေးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့က point ဘယ်လောက်ရှိမှကျွန်တော်တို့ငွေထုတ်လို့ရမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြမယ်ပြင်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် point ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ပထမဆုံးเนาะပထမဆုံးကျွန်တော်တို့ point 3သိန်းထောက်ရမှာဖြစ်ပါတယ် point 3သိန်းဆိုရင်ကျွန်တော်တို့ဒေါ်လာ10ဒေါ်လာရမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာပေါ့နော်ဒီမှာအရင်နှိပ်လိုက်ပါเนาะကျွန်တော်တို့ငွေထုတ်ဖို့အတွက်ပေါ့နော်ဟုတ်ပြီကျွန်တော်နှိပ်ပြပါမယ်ဒီမှာပေါ့နော်မိတ်ဆွေတို့ကမြန်မာကိုယူရတာဖြစ်ပါတယ်ကျွန်တော်တို့ wave kp နဲ့ငွေထုတ်မဲ့အတွက်ပေါ့နော်ကျွန်တော်တို့မြန်မာကိုယူရတာဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်ယူလိုက်မယ်ဟုတ်ပြီအဲ့ဒီနေရာနှိပ်လိုက်လို့ရှိရင်မိတ်ဆွေတို့ကဒီမှာဒီ payment ဆိုတဲ့နေရာလေးကိုနှိပ်ရတာဖြစ်ပါတယ်เนาะဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာ wave လေးရှိတယ်ပေါ့နော်ဒီမှာ wave လေးရှိတယ် kp လေးရှိတယ်ပေါ့နော်မိတ်ဆွေတို့ကကြိုက်တာနဲ့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ငွေထုတ်ဖို့အတွက်ဘယ်လိုကျွန်တော်တို့ bank account save လုပ်ရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်နှိပ်ပြပါမယ်ကျွန်တော် kp ကိုနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကဒီအပေါ်ဆုံးကြာတော့ကျွန်တော်တို့ဖုန်းနံပါတ်ထည့်ရတာဖြစ်ပါတယ်ကိုဖုန်းနံပါတ်ပေါ့နော်ကျွန်တော်တို့ kp အကောက်ဖုန်းနံပါတ်ပေါ့နော်ဟုတ်ပြီဒီအောက်ဆုံးမှာကြာတော့ကျွန်တော်တို့ kp နှက်မဲ့ကိုအမှန်ထည့်ရတာဖြစ်ပါတယ်เนาะမိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ point ပေါ့နော်1000ကိုသူကဒေါ်လာ1ရတယ်ပေါ့နော်$1ရတယ်ပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာငွေဘယ်လောက်လဲဆိုရင်4000ပေါ့နော်ဒေါ်လာစေအတဲအကြာရှိတယ်ပေါ့နော်ဟုတ်ပြီအခုတော့$1ကိုမြန်မာငွေ4000ကျပ်ရပါတယ်မိတ်ဆွေတို့ပထမဆုံးကျွန်တော်တို့ဒေါ်လာ30ထောက်အောင်မှာဖြစ်ပါတယ်เนาะဒေါ်လာ30ထုတ်ပြီးနောက်ပိုင်းမှာကျွန်တော်တို့$1လည်းထုတ်လို့ရတယ်$2လည်းထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ပထမဆုံးဒေါ်လာ30ထုတ်မှရမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော်တို့ငွေထုတ်လိုက်လို့ရှိရင်24နာရီစောင့်ပေးရတာဖြစ်ပါတယ်เนาะကျွန်တော်တို့24နာရီအတွင်းမှာကျွန်တော်တို့ငွေအကောင့်ထဲရောက်လာမှာဖြစ်ပါတယ်เนาะဟုတ်ပြီမိတ်ဆွေတို့ဒီဟာလာမှာဘယ်လိုဝင်ငွေချရမလဲပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်เนาะဒီမှာ group တွေရှိတယ်ပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ဒီ group ပေါ့နော်ဒီမှာလည်းဒီ group ပေါ့နော် group အမျိုးမျိုးရှိတယ်ပေါ့နော်မိတ်ဆွေတို့ကကြိုက်တဲ့ group မှာထိုင်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာနှိပ်ဟုတ်ပြီကျွန်တော်နှိပ်ပြပါမယ်ကျွန်တော်ဒီအပေါ်ဆုံးမှာနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာခုံမအားဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် group မှာထိုင်ဖို့အတွက်ပေါ့နော်ဒီ search bar ဆိုတဲ့နေရာလေးနေလိုက်ပါဒီမှာပေါ့နော်ဟုတ်ပြီ2599199ပေါ့နော်ကျွန်တော် Hala ID ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးပါလို့ချင်းဒီ search နေရာလေးကိုနေလိုက်ပါဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်เนาะကျွန်တော်အကောင့်ဒီမှာပေါ်လာတယ်ပေါ့နော်ပေါ်လာပြီပေါ့နော်ဟုတ်ပြီအဲ့ဒါကိုတစ်ချက်ထောက်လိုက်ပါ
အဲ့ဒါထောက်ပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဒီမှာဝင်ရတာဖြစ်ပါတယ်နော်ဒီနေရာလေးကိုဝင်လိုက်ပါတစ်ချက်ထောက်လိုက်ပါနော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာရောက်ပြီဆိုရင်ကျွန်တော် group ပေါ့နော်ဒီမှာမိတ်ဆွေတို့ကထိုင်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာထိုင်ဖို့အတွက်ဒီအားတွေခုံကိုနှိပ်လိုက်ပါနော်အခုတော့အကောင်လုံးအားတယ်ပေါ့နော်မိတ်ဆွေတို့ကထိုင်တဲ့နေရာကိုတစ်ချက်ထောက်လိုက်ပါဒီမှာထိုင်မယ်ဆိုရင်အဲ့ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်ပါနော်ဒီမိတ်ဆွေတို့ကဒီမှာ2အောင်3အောင်လူရှိတယ်ဆိုရင်သူတို့နဲ့လည်းစကားပြောလို့ရပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာ coin ကြေလို့ရတယ်ပေါ့နော် gain ဆော့လို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ gain ဆော့မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ gain ဆော့လို့ရပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကိုကျွန်တော်နှိပ်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော် slot gain တွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ပြီဒီ slot gain ဆော့ဖို့အတွက်ကျွန်တော်တို့ coin ရှိရမယ်ပေါ့နော်ကျွန်တော်တို့ coin ရှိမှပဲဒီ slot gain ဆော့လို့ရရင်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့က gain ဆော့ပြီးတော့အပေါ်ဝင်ငွေချခြင်းနဲ့ဆိုရင် coin ဝယ်ပါ coin ဝယ်ပြီးမှဒီ gain ဆော့လို့ရတယ်ပေါ့နော်အနိုင်တော်တော်များဖြစ်သွားလို့ရှိရင်မိတ်ဆွေတို့ကအဲ့ဒီ coin ကိုပြန် coin လှည့်ပြီးတော့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာပေါ့နော်ဒီ gift ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ Lukia coin ပေါ့နော် Lukia coin ချေလို့ရတယ်ပေါ့နော်ဟုတ်ပြီ Lukia coin ချေလို့ရှိရင်မိတ်ဆွေတို့က coin ပေါက်တယ်ပေါ့နော်ဟုတ်ပြီဒီ Lukia ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီမှာပေါ့နော် coin ချေမယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ချေပါနော်အနည်းဆုံး10 coin ကုန်မယ်ပေါ့နော်လူတယောက်ကို coin ချေမယ်ဆိုရင်တစ်ခေါက်ကို10ကုန်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော် tank channel ကိုအခုဒီ subscribe பண்ணလဲ subscribe လေးလုပ်ထားပါမိတ်ဆွေတို့ဟာလာကနေအပေါ်ဝင်ငွေချခြင်းနဲ့ဆိုရင်ကျွန်တော် comment မှာ link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့ကအဲ့ဒီ link ကိုနှိပ်ပြီးတော့ download ဆွဲလိုက်ပါနော်